အပြောင်းလဲကိုလက်ခံခြင်း၏အရေးပါမှုဘဝဆိုတာမြစ်တစင်းလိုပါပဲတခါတလေရေစီးနဲ့အတူမျောပါသွားတတ်သလိုတခါတလေကြောက်ဆောင်တွေကြားမှာရပ်တန့်သွားတတ်ပါတယ်ဒါပေမဲ့ဘလို့အခြေအနေမျိုးမှမဆိုအပြောင်းလဲကိုလက်ခံဖို့ကတော့ဘဝရဲ့အရေးအကြီးဆုံးသင်ခန်းစာတစ်ခုပါဒီဇတ်လန်းလေးကိုတေချာနားထောင်မှာကောင်လေးတစ်ယောက်ရှိပါတယ်သူဟာအချစ်ဆိုတဲ့စိတ်လှုပ်ရှားစရာလောကထဲမှာယူယူမူမူဆွဲလန်းနေခဲ့တဲ့သူ့ရဲ့ချစ်သူဟာသူ့အတွက်နေရောညပါအိမ်မက်ရောအပြင်မှာပါအားလုံးဖြစ်နေခဲ့တယ်ဒါပေမဲ့တနေ့မှလမ်းခွဲသွားကြတဲ့ကောင်လေးဟာသူ့ဘဝတစ်ခုလုံးပြိုလဲသွားသလိုခံစားခဲ့ရတယ်ရေစုံမျောသွားသလိုဘယ်လမ်းကြောင်းကိုဆက်လျှောက်ရမှန်းတော့မသိတော့ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာသူသိလိုက်တာကဘဝဆိုတာအပြောင်းအလဲတွေနဲ့ပြည့်နေတယ်ဆိုတာပါသူဟာနာကျင်မှုကိုလက်ခံလိုက်တယ်လမ်းခွဲသွားတဲ့အရာကိုလက်လွတ်လိုက်တယ်ပြီးတော့အပြောင်းအလဲကိုလက်ခံဖို့ဆုံးဖြတ်လိုက်တယ်သူဟာကိုပြန်ရှာဖွေတဲ့အရင်ကမေ့ထားတဲ့ဝါသနာတွေအိမ်မက်တွေကိုပြန်လည်ရှာဖွေတဲ့စိတ်တကြံ့ခိုင်မှုနဲ့အတူသူ့ဘဝကိုပြန်လည်တည်ဆောက်တယ်နောက်ဆုံးမှာသူဟာအရင်ကထက်ပိုလှပသွားတဲ့သူ့ရဲ့နာကျင်မှုတွေဟာသူ့ကိုပိုမိုတမာစေခဲ့တဲ့အပြောင်းအလဲကိုလက်ခံခြင်းဟာသူ့အတွက်အခွင့်အလမ်းအသစ်တွေကိုဖန်တီးပေးနိုင်ခဲ့တယ်သူဟာပိုပြီးတည်ငြိမ်တဲ့စိတ်နဲ့ပိုပြီးရင့်ကျက်တဲ့စိတ်နဲ့ဘဝကိုပြန်လည်ရင်ဆိုင်လာတယ်ဒါကြောင့်ဘဝမှာအပြောင်းအလဲတွေကိုလက်ခံဖို့မကြောက်ပါနဲ့နာကျင်မှုတွေစိန်ခေါ်မှုတွေဟာတင့်ကိုပိုမိုတမ်းမာစေပြီးပိုမိုလှပသွားစေမဲ့အခွင့်အလမ်းတွေပါအပြောင်းအလဲကိုလက်ခံခြင်းဟာဘဝရဲ့လှပမှုကိုပြန်လည်ရှာဖွေတွေ့ရှိခြင်းပါပဲ